လာသမူလာ မမထားဒီလိုဆိုင် ပြောပါထားတယ် တို့ရိုခလေးတွေကမိရဲ့ရိုးသမူကဟိုဘက်ကို မေချောမေချောကခေါ်လိုက် လာလာဒါလေးသမီးလာ လာသားမိထားသူကဒီဘက်ကလေ တပြည့်ဒီမှာနေ ဖေးမေးတယ်ဒီဘက်လာလိုက်ဒီဘက်လာလိုက်ဖေးမေးတယ်ရောက်သူနေ့ရိုက်ပြလိုက်သမီးရိုက်ပြတယ်သူတို့ဖေးတယ်သူတို့မေးတယ်နဲ့ရိုက် ဘာလဲအကုန်ထိုးရမှာလား ကိုတို့က အကုန်ထိုးမှလာမှာပေါ့ ရတယ်သားမရိုက်တော့ ကဲမချုံနီမချုံကဲစိတ်မရကိုနေလို့သမီးလာတယ်မရှိမရှိဟာလေတော့ခေါ်ကြပါဦးခလေးနာကလိုက်တာမမေဒီနာကိုကိန်းသွားတယ်ဟေးအဲ့မစတော့ကိန်းလာတော့တော့ပူတယ်တော့ခေါ်တာအမေကိုမိချစ်လေးယူပါမိချစ် ရိုက်ကြပါဦးဓာတ်ပုံလေးပါလေရိုက်ကြပါဦးဟေးဒီလိုရိုက်ထားတယ်ဒီမှာ မိချစ်ရက ဘောလေးနေအယုတ်ပေါ်ဘာလို့ကွာထိုးလဲ ဟုတ်ပါရုပ်ပေါ်မှာနှစ်ခုထိုးတာ တတိုင်းကိုရင်ညှိလိုက်ညှိလိုက်ထိုးလိုက် ဟုတ်တယ်ကြာအဲ့ လိုက်ဆိုင်လာခေါ်ပါဦးလာသမီးတို့ကောင်းနေတယ်ရရမိုက်တဲ့တိုင်းရလိုက်တာဒီမဲ့ဒီမှာကိုတော့မယ်ညမလေးတော့ဒီဆိုင်မှာလိုက်ကြလိုက်ဟုတ်တယ်ဆိုအဲ့တော့ကိုလည်းကားမယ်ကိုဒီတော့ခေါ်လိုက်ဘယ်လိုရေး လာကြောင်းလာ ရေတော့လာသမီးကိုမလို့တာလေလေမင်းနေခိုခွဲကပူလေအောက်တော့ခေါင်းကိုတဲလိုက်အောင်နော်ထုတ်လိုက်အောင်မယ်ပြောနေတာမမဝသေးဘူးလေသမီးတကယ်လေအရင်ဆုံးမယ်နော်တကယ်လေထိုးတော့ဒီကိုမှုကမှာတကယ်ကျွန်တော်မမဟုတ်ဘူးခန့်လေဒါမမဟုတ်ဘူးလေငါတူမလေးကငိမ့်နေရဟေးဘယ်မကြတူမလေးရေအဲ့တော့စောင်းထားတယ်မင်းစောင်းပေးထားတယ်ဒီမှာ ရုံးကနေတော့ဘာမှမလုပ်ပြောနေတယ်ကိုကိုလက်ကိုက်နော်ကဲတယ်လေးကိုက်တာတာလီမပါဘူးရကင်းရတဲ့ခါကျနေကင်းယူကျဲတကယ်လေးရသူစိတ်ဝင်စားနေတာသိချလေဘာလို့လဲစိတ်ဝင်စားခဏလောက်ဖိုင်းစားပါဒါလေးညနေလေးတိုင်းတိုင်းရေးရေးပြီးကြတယ်တူလေတူကလည်းလုံပြီးပြီးနေပြီလေ ကဲစပြီ အမြောက်နေသလုံးမဟုတ် Happy birthday ခေါ်လေလားဟုတ်တယ်လေ Happy birthday ခေါ်လေအဲ့ဘာချက်မရှိဘူး ဒါပေမဲ့မခေါ်နဲ့တော့ ကိုကိုကြောာလို့ပြော Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you ရမေချောဇေကလည်းပြောနေတယ်မမဟုတ်ဘူးရမမကျောင်းနိုင်နေခဲ့လားကျောင်းနိုင်ကြောက်သွားတာခလေးက နားဖျောင်းနိုင်တယ် ဘာလို့ရုပ်ကလေးထောက်ခွဲတော့ရုပ်ကလေးထောက်ခွဲတော့အမေတို့သွားယူဒီဘက်ခွဲနေလေးမချိုးလာပဲနေဦးဒီဘက်လေးထောက်ခွဲဒီဘက်လေး ဒီဘက်ကလည်းဆောခဏလေးလဲပြီ ဒီဘက်တော့ဆောက်ခွဲပြီးတော့ဒီလိုလားရတယ်တော့ဘက်ကခွဲလိုက် နောက်နေ့လေမွေးနေ့ကိတ်မြင်လုပ်ပေးနိုင်ပါသေးငါ့ကိုနောက်နေ့တော့ပါကြိုချိတ်နောက်နေ့တော့ပါကြိုချိတ်တာလို့ကို အဖွားတော့မလုပ်ပေးတော့ဒီနောက်နေ့မေခွဲပေးမယ်မေခွဲပေးမယ် မခွဲတော့ဘူးတယောက် ဒါဆိုခွဲလေ ကြမယ်မဟုတ်ဘူး ခွဲလို့လေ ဒီဆောင်အောက်ထရောက် ချက်ပေးလိုက်ဟုတ်တယ်ဆွဲချဆွဲ ပကံပေး ဟိုစကလေးရုပ်ကိုကြည့် နာနာခွဲခွဲနာနေနေဇက်ကလေးကြီး ဘာချစ်တော့ငါ့ဝါပြောလာလိုက်မယ်ဟုတ်တယ်တော့မဆိုခရီးရဖယ်ထားလိုက်ပါရှာတော့မတွေ့ပဲရောက်ကြ ဘာရလဲ ကိုင်းလိုက်လိုက်တော့မလို့တဲ့ तू อ่ะ အပြတ်ထုတ်တာ ဒီမှာဒီလိုတော့က ရပါ တော့လိုက်ဆိုတမှုတယ်ဘဘဘရောက်ပါလေပြန်တော့လိုက်တာသူသမီးလေးပြန်တော့လိုက်ဘဘတော့ကျွေးလာတမှုပြန်တော့လိုက်တမှုပြန်တော့လိုက်အင်ကြီးနဲ့တော့တမှုတော့လိုက်ကျွေးလာအမေကယူတာထား ဘာမှလိုက်ခွန်းလား